မစိုးရင်တိုက်တာကိုစတင်တီထောင်တဲ့ဆရာကြီးမကြဘူးလားအဲ့ဒီဆရာကြီးကတကယ်စာတတ်ပိတတ်ဗျာနော်အဲ့လိုဆိုတော့ယောဂီတွေဒီဆရာကြီးကသူ့ရဲ့တကာပေါ့ဘုန်းကြီးလူထွက်အဲ့ဒီတကာရဲ့အိမ်ကမနဲ့တိုင်းဆရာကြီးကကြွတယ်အဲ့ဒီအိမ်မှာမနဲ့စာလေးပေါ့အနှဲငယ်ပေါ့ဗျာထမင်းကြမ်းလေးစီလေးစံစားလေးဖြူအစာပြေဖုံးမိဆရာကြီးကလမ်းလျှောက်ထွက်လေးရှိတယ်အဲ့ဒါလိုလမ်းလျှောက်ထွက်တော့ယောဂီတွေသူ့တကာကတော်တော်ဆင်းရဲပုံရပါတယ်တရက်ကျတော့ဆရာတော်ကိုလျှောက်တယ်ဆရာတော်တပည့်တော်ချမ်းသာချမ်းလိုက်တာတပည့်တော်ကိုချမ်းသာကောင်းနီလန်းကောင်းလေးချီးမြှင့်ပေးတော်မူပါဦးနဲ့မင်းလွယ်လိုက်တာကွာတရဏဂုံ၃ပါးရွတ်တယ်ဘာရွတ်ရမှာလဲဗုဒ္ဓံတရဏံဓမ္မံတရဏံသံဃံတရဏံမလွယ်ဘူးလားယောဂီတွေမင်းတတိယရသလောက်မင်းရွတ်ကွာတဲ့ဆရာတော်ကြီးကလေရွတ်လိုက်တာ၃နှစ်ပြည့်သွားတယ်ဘာမှလည်းမထူးဘူးတဲ့ဘာမှလည်းပါတယ်လေလျှောက်တယ်ဗျဆရာတော်ကြီးကိုဆရာတော်တပည့်တော်ရွတ်တာ၃နှစ်ရှိပြီဘာမှလည်းမထူးဘူးတဲ့မင်းပြေးမှမပြေးသေးပဲတဲ့ပါတယ်လေယောဂီတွေတရက်ကျတော့ဘာလုပ်လဲနည်းနည်းလအနေငယ်ကြားလာတော့ဆရာတော်ကြီးကစိတ်လိတ်ဖက်ချမ်းတော်တော်ကြိုက်ပုံရပါတယ်နော်ယောဂီတွေစိတ်လိတ်ကျူမိရဲနေအောင်ဖွာလမ်းကလည်းလျှောက်အဲ့ဒါဆရာတော်တကာကိုမိတ်တယ်ဗျဆရာတော်ကြီးကဟဲ့တကာမင်းဇနီးပေါ်မှာမင်းဘယ်လောက်မေတ္တာရှိသလဲပေါ့ဘုန်းကြီးလူတော်ကစဉ်းစားတယ်ဘုန်းကြီးကလည်းလောကီကိစ္စတွေရှောက်မေးနေတယ်ပေါ့တကယ်တော့သူ့အငိုက်ဖမ်းနေတာ तू မသိဘူးနော်မေတ္တာရှိပါတယ်ဗျတပည့်တော်လည်းရှိပါတယ်ဗျတပည့်တော်ပေါ်မှာလည်းရှိပါတယ်ဗျစကားလေးအဲ့ဒီလိုကောင်းနေတဲ့အချိန်မှာရဲနေတဲ့ဆစ်လေးနဲ့ तू ဘိုက်တဲ့ကိုတိုးထက်လိုက်တာရောင်ပြီးတော့မှဗုဒ္ဓံတဏ္ဍကိစ္စမီထွက်လာတယ်တကမင်းပြေးသွားပြီတဲ့ပါတယ်လေယောဂီတွေအဲ့ဒါနဲ့ချမ်းသာလိုက်တာယောဂီတွေကြားဘူးမှာပေါ့လူပြန်တော်ဗဒမြအိမ်တိုင်းပါတယ်လေဆောင်းထားဆိုတာမကြားဘူးလားTV တွေမှာမကြင်ညာဘူးလားအဲ့ဒီလူပြန်တော်တထေးပဲလေယောဂီတွေတစ်ချိန်တော့ကတော့ဆင်းရဲလိုက်တာဗျနော်တနေ့လို့တနေ့စားဗျဆရာကြီးကဒီကြံကြံလေးပေးတော့ကဲယုံယုံကြည်ကြည်နဲ့တရဏဂုံ၃ပါးရွတ်တွိုင်းလိုင်းနဲ့ရွတ်တရိယာရင်ရွတ်ရလို့ရှင်လဲတတ္တာတရားကကောင်းလိုက်တာဗျအလူကြီးတိုင်းနဲ့ပတ်သက်တအားရက်ရောတယ်တခါကြီးကလေအဲ့ဒီလိုနဲ့နောက်ပိုင်းတော့အယမ်းချမ်းသာသွားတယ်အယမ်းကိုဘာဖြစ်သွားလဲအဆိုတော်ဖြူတည်ရဘာတော်တာလဲဟုတ်လားဦးဇင်းတော်မသိဘူးဗျအဲ့လောက်ထိတော့မသိတော့ဖြူတည်မျိုးပဲသိတာနော်အဲ့လိုဆိုတော့ယောဂီတွေလူပြန်တော်ဗဒမြတကာကြီးသူယောက်ကတိဖြစ်မယ်ထင်ပါတယ်နော်အဲ့လိုဆိုတော့တကာကြီးတကမကြီးတွေဒါဟာဘာလဲဆိုတော့ယောဂီတို့ဥစဉ်တို့မှာရှိပြီးသားပါအတုံးမချလို့ပါဘာမလို့လို့လဲဒါနပိုင်းဆံရပဲပြောသီလပိုင်းဆံရပဲပြောဘာဝနာပိုင်းဆံရပဲပြောယောဂီတို့ဥစဉ်တို့လက်တွေ့အတုံးမချသေးလို့သူ့ရဲ့တတ္တိတွေမသိတာထင်ပါတယ်